နေဘူးထဲမှာချွေးတွေဆိုလို့မိသားစုတွေအာတင်လို့ပြုံးခဲ့သူတောင်တလုံးလုံးခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြာမကြာမာတဲ့စိတ်ဓာတ်နဲ့ကြာမကြာနော်တို့ရှိကမမမမရက်တီပေးသူအဖေဆိုတဲ့ရိတ်ကအေးမြလုံးနဲ့လောကရဲ့လှိုင်းတန်တွေကြားမှာအဖေဟာလုံးချုံရကျွန်းကလေးတစ်ကျွန်းပေါ်တံပိုးမပြတ်နိုင်တဲ့အဖေရဲ့မြတ်တာတွေကြောင့်ဒီကနေ့ထိတဲတဲမမရှောင်းလန်းနိုင်ခဲ့ပြီစကားလုံးတွေနဲ့ဖော်မပြတတ်ပေမဲ့လို့ရတိုင်းမှာမြတ်တာတွေအပြည့်ရှိတယ်ပင်ပန်းသမျှကိုရင်ထဲမှာပဲမြို့သိမ့်လို့ငါသားသမီးလေးတွေစင်ပြေရင်အဖေချေနဲ့တဲ့အဖေဆိုတဲ့ရိတ်ကအေးမြလုံးနဲ့လောကရဲ့လှိုင်းတန်တွေကြားမှာအဖေဟာလုံးချုံရကျွန်းကလေးတစ်ကျွန်းပေါ်တံပိုးမပြတ်နိုင်တဲ့အဖေရဲ့မြတ်တာတွေကြောင့်ဒီကနေ့ထိတဲတဲမမရှောင်းလန်းနိုင်ခဲ့ပြီ။မင်းလာတဲ့အဖေရဲ့လက်ဖော်ဝါးတွေတစ်ချိန်ကကြာမကြာတော့တို့ကိုပွေးချီခဲ့ဘူးတဲ့ဆူတောင်းပေးခြင်းနဲ့ဆူတောင်းပေးခြင်းနဲ့အဖေချမ်းမှာပါစေအဖေရဲ့အပြုံးတွေကကြာမကြာတော့တို့အတွက်ခွန်အားတွေပဲလုံးချုံရကျွန်းကလေးတစ်ကျွန်းပေါ်တံပိုးမပြတ်နိုင်တဲ့အဖေရဲ့မြတ်တာတွေကြောင့်ဒီကနေ့ထိတဲတဲမမရှောင်းလန်းနိုင်ခဲ့ပြီကျေးဇူးတင်ပါတယ်အဖေမြတ်တာဟာကဘာတီတွေလာမနေအောင်မှာ